โอเคဆရာများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် K125 ငါငိုစတာရလေးပေါ့နော်ဆက်သက်ပြမယ်နော်ဒါခုနကကျွန်တော်ဆက်သက်တာတော့အလုံးမလို့ပေါ့နော်ဒါပဲကျွန်တော်နည်းနည်းခောက်ကြည့်လိုက်မယ်နော်လွတ်လာပေါ့နော်ဒီကျွန်တော်ဘက်ထရီအပေါ်နှုတ်ညက်မယ်နော်တော့အပေါ်နှုတ်ညက်ပြီးတော့ဒီကငါငိုရလေးဖြစ်တော့ကျွန်တော်တို့ဒီမှာငါငိုမှထည့်မယ်နော်ငါငုံမယ်ဆိုကျွန်တော်ဒီက၄နဲ့၅ရှိတယ်เนาะဒါကျွန်တော်တို့၅မှာရွှေ့ပြီးတော့ကျွန်တော်ဒီကနေကြည့်မယ်အလုပ်လုပ်ပါပြီเนาะဒါခုနကအလုပ်မလုပ်ဘူးဒါမှကျွန်တော်ဒီကောက်ကိုနည်းနည်းသွားခောက်ကြည့်လိုက်တော့เนาะနည်းနည်းခောက်ကြည့်လိုက်တော့ဒီကအလုပ်ပြန်လုပ်ရတယ်ဒါပေမဲ့ဒီကောက်ကျွန်တော်ကြည့်တာအညစာဖြစ်ဖို့များတယ်เนาะအဲကြောင့်ဒီကောက်လက်သေးပြီးတော့စစ်မချရဘူးစတိုက်ရတဲ့ချက်မရတဲ့ချက်เนาะတခါမရဘူးတခါတလေသူကရတယ်เนาะအဲကြောင့်ကျွန်တော်ဒီရွက်လေးကိုတေးပြီးတော့စစ်မချဝဲကြောင့်မဒီလိုလို့ကျွန်တော်တို့ original ပြတ်ထက်မယ်နော်ဒီကအညစားဖြစ်ဖို့တော့များပါတယ်အဲကြောင့်မဒီကောကျွန်တော်တို့ဒါ original ဝယ်ပြီးပြတ်ထက်ပါပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့အဲ့လိုဖြစ်ရဒီလိုလေးကိုအရေးစစ်ဆေးပြီးမှတခြားနေရာကိုသွားပြီးတော့လို့ကြည့်ပါနော်ဒါကျွန်တော်တို့လေးကောင်းမကောင်းအရေးစစ်ဆေးကြည့်ပါနော်စတာမရရတဲ့ချက်မရတဲ့ချက်တို့ပါလို့နော်ဒါ K125 ဖြစ်ပါတယ်နော်ဆရာများအားလုံးမင်္ဂလာပါ